ကိုရင်ဝေးမှာအခုလင်းလဲဝတ်ထားသူမျိုးပန်းချက်ဒီရင်ဖုံးလေးကိုကာလာတီလေးနဲ့ရောက်ထားကိုသိပြီလားကဲအခုလင်းလဲဝတ်ထားရဲ့ဒီအညိုကာလာလေးဆိုရင်ပေါ့နော်ဒါပထမဆုံးရောက်ဖူးရဲ့ကာလာတီလေးပဲဖြစ်ပါရဲ့ရှင်ပြီးတော့လေဒီပန်းချက်ဒီရင်ဖုံးလေးရဲ့မှာအနက်ကာလာလေးမိနေကြတဲ့ချမတို့အတွက်လည်းတက်ခါမှာအနက်ကာလာလေးနဲ့ပန်းချက်ဒီရင်ဖုံးလေးရောက်ထားပါရဲ့ရှင်အနက်ကာလာလေးရဲ့ပြီးနောက်ထပ်ခဲပြကာလာလေးပေါ့နော်အခုလိုမျိုးအယောင်ကာလာလှလှလေးဖြစ်တဲ့ခဲပြကာလာလေးလည်းဒီပန်းချက်ဒီပုံလေးရဲ့မှာကာလာတီလေးနဲ့ထုတ်ပေးထားပါရဲ့ရှင်ကာလာတီလေး300ပေါ့နော်အခုလင်းလက်ဝတ်ထားတဲ့အညိုလေးရယ်ချမတို့ရမ်းမြုံနေကြရဲ့အနက်ကာလာလေးရယ်ပြီးတော့အခုလိုမျိုးချင်းပြကာလာလေးပဲဖြစ်ပါရဲ့ရှင်စိုက်လေးတွေက AS small medium large size XL ထိလာပါရဲ့ရှင်ဒီပန်းချက်ဒီရင်ပုံလေးရယ်ဈေးနှုန်းလေးကတော့3000ခွဲကျပ်ပဲဖြစ်ပါရဲ့ရှင်ဒီပန်းချက်ဒီရင်ပုံလေးကလေလင်းလက်ပြသွားရဲ့ကာလာ3ကာလာတော့အသစ်ရောက်ထားပါတော့ကြံတဲ့အရင်ရောက်ပြီးသားကာလာလေးကလည်းစိုက်မှာရှိပါသေးရဲ့ရှင်ခုလိုမျိုးအဝါရောင်ကာလာလူးနုလှလှလေးလို့ပြီးတော့အစိမ်းကာလာလေးလိုလဲပေါ့နော်ဂုံရွေးထည့်ဆိုင်မှာစိုက်စုံကာလာစုံနဲ့ရှိပါသေးရဲ့ရှင်ဒါပေမဲ့လင်းလက်ကဒီနေ့ကာလာတီလေး300ရောက်ထားဆိုချမတို့ပြပေးခြင်းလို့ပေါ့နော်တကူတကအခုလိုလေးလင်းလက်လျောက်ဝစ်ပြီးတော့လာပြပြဖြစ်ပါရဲ့ရှင်ဒီပန်းချက်ဒီရင်ပုံလေးကိုလာဝယ်အပေးခြင်းနေဆိုရင်တော့ဂုံရွေးထည့်ဆိုင်ကိုလာခဲ့ဖို့အတွက်လင်းလက်ကဖိတ်ခေါ်ပါရဲ့ရှင်